ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငါးတွေလည်းနဲသွားဇက်ကားတွေလည်းမရရဘူးကျွန်တော်ကဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငါးမလဲစောင့်ရတဲ့အနေအထားဖြစ်နေဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တုန်းကလိုပဲပေါ့အဲချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလည်းအလင်းသိရင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းပြောချင်ပါတယ်မင်္ဂလာပါရှင်ဒီနေ့ကျမတို့လေးလာသုံးသပ်ချီမှာကတော့လူရှင်တော်ဒင်းတောင်ရဲ့နုပညာလမ်းကြောင်းသူ့ရဲ့စစ်အာဏာရှင်စနစ်နဲ့ပတ်သက်ဆက်နွယ်မှုတွေပေါ့အထူးသဖြင့်ခွေးယူကောင်းစားတမွန်းတဲ့လူပေါင်းမခဲ့တဲ့လူရှင်တော်ဒင်းတောင်ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ကိုအခြေခံပြီးတော့သူ့ရဲ့ရွေးချယ်မှုတွေနောက်ဆက်တွဲကျူးဆက်တွေကိုကြည့်တော့ပါမယ်ဟုတ်ကဲ့ဒီเจ้าရာကတကယ်တော့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့အခြေအနေမှာအမှုပညာရှင်တွေရဲ့ရည်တည်ချက်ကဘလောက်အရေးပါလဲဘလောက်အများရဲ့အာယုံစိုက်မှုခံရလဲဆိုတာကိုပြနေတာပေါ့ဟုတ်ပါတယ်အဲ့ဒီဆောင်းပါးမှာကဒင်းတောင်ကအစပိုင်းမှာလူရှင်တော်ခင်လိုင်နေနဲ့တွဲပြီးတော့မှလူတိများလာတာဆိုပြီးတော့ရေးထားတယ်နော်ဟုတ်တယ်သူတို့အတွဲကခါးဘိုက်ပြလုံးလေးတွေနဲ့နာမည်ရလာတာပေါ့လीနောက်ပိုင်းမှာကျတော့စစ်အာဏာရှင်ရဲ့ပံ့ပိုးမှုနဲ့သူကလူရှင်တော်အတင်းဥက္ကဋ္ဌဖြစ်လာတယ်လို့ဆောင်းပါးကဆိုထားပါတယ်ဟုတ်ကဲ့သူရဲ့စစ်ကောင်စီကိုထောက်ခံတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဆောင်းဝါးထဲမှာချက်လက်တချို့ပါတယ်ဗျာအဲ့ဒါကဘာလဲဆိုတော့ပြည်သူတွေပေါ်ဖိနှိပ်မှုတွေရှိနေတဲ့ကြကပဲသူကကိုကျိုးတဲ့စစ်ကောင်ဆောင်ကိုကျေးဖူးရှင်လိုမျိုးတတ်မှတ်ခဲ့တယ်လို့ဆိုတယ်အော်ပြောစစ်ကောင်စီရဲ့ဝါဒဖြန့်ပွဲလန်းတပင်ဒီမှာပေါဝင်ခဲ့တဲ့အကြောင်းတွေရောပဲဥပမာဆိုရင်စစ်ကိုင်းတိုင်းမွန်ရွာဘက်မှာစစ်သားတွေကိုခင်းလိုက်တဲ့အတူဖျောက်ဖျေခဲ့တဲ့ရုပ်တံဖိုင်တွေထွက်လာတာမျိုးလေဟုတ်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာဆိုစင်ပေါ်မှာစစ်ကောင်စီအလံတွေတက်နဲ့ဆိုင်တဲ့စာတန်းတွေနဲ့ဖျော်ဖြေနေတာတွေ့ရတယ်လို့ဖော်ပြထားတယ်နောက်ထပ်ကိစ္စတစ်ခုက2024အောက်ကလတုန်းကနေပြည်တော်မှာ MNDAA နဲ့မဟာမိတ်တွေကိုစန့်ကျင်စန္ဒပြပွဲတူဦးဆောင်ခဲ့တယ်ဆိုတာနော်ဟုတ်တယ်အဲ့ဒီစန္ဒပြပွဲကလူဝင်အားကတော့တိတ်မများဘူးလို့ဆိုတယ်20လောက်ပဲရှိတယ်တဲ့ဒါပေမဲ့စစ်ကောင်စီကြိုးစီဝါနဲ့ကိုက်ညီလို့ခွင့်ပြုခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာတခြားစန့်ကျင်စန္ဒပြသူတွေကိုကြဖမ်းဆီးနှိကွက်နေချိန်မှာဒီပွဲကိုခွင့်ပြုလာကသူ့ရဲ့ရည်တည်ချက်ကိုပုံမြင်လာစေတယ်လို့အဆောင်မကတုံးသက်ထားတာပေါ့မှန်ပါတယ်ဒါအပြင်အစစ်ကောင်စီကသူ့အဖွဲ့ကိုနေပြည်တော်မှာမြေကွက်တယ်ချပေးခဲ့တယ်ဆိုတဲ့အချက်လည်းပါသေးတယ်ဟုတ်ကဲ့အဲ့ဒါကိုတော့ဆူလာအဖြစ်ရှုမြင်ကြတယ်လို့ရေးထားတာတွေ့ရတယ်ဘိုးချုပ်မူကြီးရှိမှာစင်မောကနေပွဲကိုင်နေကျွန်တော်တို့လူရှင်တော်တွေကိုနေစရာတိုင်စရာလေးကျွန်တော်တည်ထားတဲ့ဖျားပေးမှာမြေ9ဧကလောက်လုပ်ပေးပါခုကြီးတောင်းတယ်ဒီနေရာမှာကျေးဇူးတရားနဲ့ပတ်သက်တဲ့သူ့အမြင်လေးတစ်ခုကိုလည်းစောင်းမှာထည့်ရေးရသေးတယ်အဖွဲ့ထဲမှာအခွင့်အရေးခွဲဝေမှုနဲ့ပတ်သက်ပြီးသူ့ကိုတိုင်ရတာတွေရှိလာတဲ့အခါမှာပေါ့လေဘယ်လိုပြောထားလဲရှင်သူကသူကူညီခဲ့တဲ့လူတွေထဲမှာခြေစူးမတည်တဲ့သူတွေများတယ်ပေါ့အဲ့ဒါကိုဝကျွေးလို့တတ်မှတ်ပြီးတော့လူတွေကိုတိတ်မယုံသင့်ဘူးဆိုတာမျိုးပြောခဲ့တယ်လို့ကိုးကားထားတယ်ဗျအော်ဟုတ်ကဲ့အဲ့ဒီလိုရက်တီမှုတွေလောက်ဆောင်ချက်တွေလောက်ခဲ့ပြီးနောက်မှာတော့သူ့အတွက်နောက်ဆက်တွဲအကျိုးဆက်တွေကဘယ်လိုဖြစ်လာလဲဆောင်းမမှာဘာတွေဖော်ပြထားလဲအဓိကတော့ဗျာပြည်သူလူထုရဲ့တပိန်ဖောက်မှုပေါ့ boycott လုပ်တာကိုတော်တော်လေးကြည်ကြည်ပြန့်ပြန့်ခံခဲ့ရတယ်ဆောင်းမမှာတော့ပွဲငားတာတဲ့ရုပ်ရှင်ရိုက်ဖို့ကန့်လန့်ကားတဲ့လုံးဝနီးပါးမရှိတော့ဘူးဟုတ်ကဲ့စီးပွားရေးရာအရန်အခက်ခဲဖြစ်လာတယ်ဆိုပြီးတော့သူ့ကိုယ်တိုင်ပြောခဲ့တယ်လို့ဆိုပါတယ်ပြည်သူတွေတပိန်မောက်တာအပြင်တခြားခက်ခဲတွေရောဥပမာစစ်ကောင်စီကိုထောက်ခံတဲ့အတိုင်းဝိုင်းကတော့သူ့ကိုဆက်ပြီးအားပေးသေးလားဆောင်းမမှာရေးထားတာကစစ်ကောင်စီထောက်ခံသူတွေကိုယ်တိုင်တော့မှသူ့ကိုပွဲမငါတော့ဘူးဆိုတဲ့အထိဖြစ်လာတယ်လို့ဆိုတယ်။အိုးဆိုတော့စာဝန်ကြီးခက်ခဲလာတယ်ဆိုပြီးသူ့ကိုယ်တိုင်ညီးတွားခဲ့တယ်လို့ရေးထားတယ်။လူမှုကွန်ရက်တွေမှာလည်းဝေဖန်တိုက်ခိုက်မှုတွေတောက်လျှောက်ခံခဲ့ရတယ်ပေါ့။ဒါဆိုရင်တော့စောင်းပိုင်းရဲ့အဓိကဆိုလိုရင်းကရှင်းပါတယ်နော်။အာနာရှင်စနစ်နဲ့ပေါင်းလိုက်တဲ့အခါအစာပိုင်းမှာတော့အခွင့်အရေးတို့ကိုကျိုးစည်းပွားတို့ရကျင်ရမယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ပြည်သူတပိန်မောက်မှုတွေအလို့အကိုက်ရှားပါမှုတွေကြောင့်သူ့ရဲ့အမှုပညာလမ်းကြောင်းရောဘဝရက်တည်ရေးပါအကြီးကျယ်ဒုက္ခရောက်သွားတယ်ဆိုတဲ့သဘောပဲဟုတ်ပါတယ်ဆောင်းမခေါင်းစဉ်မှာတုံးထားတဲ့ခွေးယူကောင်းစားတမွန်းတဲ့ဆိုတဲ့စကားပုံကလည်းအဲ့ဒါကိုပြောချင်တာပဲဖြစ်ပါလိမ့်မယ်ခဏတာပဲကောင်းစားတာပေါ့ဟုတ်ကဲ့